ဓမ္မမိတ်ဆွေယောဂီတော်စင်အပေါင်းတို့တရဏဂုံ၃ပါးနှင့်တကွအင်္ဂါ၈ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်တို့ကိုကျေးဇူးတော်ရှင်အဂမဟာပဏိတမောဂုတ်ဆရာတော်ဘုရားကြီး၏ထံပေါင်း၌ခံယူဆောက်တည်ကြရန်ကြောကြပါကုန်စို့တရားယရဏသံဃာယရဏဆရာသမားတို့အားယသိမင်းတို့လက်ဆုံးဝေးရှိကိုပူဇော်ဖူးမြတ်မှန်ပြောတော်ကြသောဝိဇန္တဗနာမစေနာသရပညာဝရိယတို့ကြောင့်မိမိတို့လွေရှိရတောင်းတသောမအိုမသေးမြင်နေသောနိဗ္ဗာန်သို့၎င်းဒုက္ခခသိင်ကင်းခြင်းရဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ချုပ်ရငြိမ်းရသိမ်းရဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုဆဲဖြစ်သောဥပဒနာဉာဏ်သည်သင်မြန်စွာမဉာဏ်တို့ကျေးဇူးပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေသမ္မာသမ္ဗုဒ္ဓသာဗုဒ္ဓံသရဏံဂေသာမိဓမ္မံသရဏံဂေသာမိသံဃံသရဏံဂေသာမိယံဝိဗုဒ္ဓံသရဏံဂေသာမိဒုတိယံပိဓမ္မံသရဏံဂေသာမိဒုတိယံပိသံဃံသရဏံဂေသာမိတတိယံပိဗုဒ္ဓံသရဏံဂေသာမိတတိယံပိဓမ္မံသရဏံဂေသာမိတတိယံပိသံဃံသရဏံဂေသာမိကရဏဂမနံပရိပုံနာမနတိပါဒဝေရမဏိသက္ခဝရံသမာရိယမိအဒိဏဒါနာဝေရမဏိသက္ခဝရံသမာရိယမိ
ဗျာမစရိယဝေရမဏိသိက္ခာပဒံသမာရိယာမိမုသာဝါဒဝေရမဏိသိက္ခာပဒံသမာရိယာမိသုရာမေရိယမေဇပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာရိယာမိနိစ္စဣဒာဝါရိဒာဝိသုကသာသနာမာလကန္တဝိသေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိသိက္ခာပဒံသမာရိယာမိဥစ္စာသေနမဟာသေနဝေရမဏိသိက္ခာပဒံသမာရိယာမိဇီဝိတံသသမာနောပိသိက္ခာပဒဟံနာသဇာမိဣဇာမေပုညံအာသွခယံဝဟံဝတုဣရံပုညဘာဂံသဗ္ဗသတ္တနာေမတိသရဏေနာသတေင္ကသမဏတံဘောဓထပရမတ္ထသီလံသာရုကံကတဝဓမ္မံအပမရေနသံပါရေသ